မင်္ဂလာပါရှင်အခုဒီနေ့ကျွန်မပြပေးမယ့်အပိုင်းအကြတော့ဒီလေးခွဲထုကိုအုပ်စီတဲ့အခါမှာပေါ့နော်အုပ်စီလုပ်ငန်းလုပ်တဲ့အခါမှာဒီသူ့တွက်တာနှုံးထားကိုဘယ်ကနေကြည့်တွက်ရမလဲဆိုတာလေးကိုပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ rate စာအုပ်မှာပေါ့နော်ဒီလိုကြောင့်လည်းရေးဘလို့ပို့လို့လည်းခေါ်ကြတယ် analyze your rate ပေါ့နော်အဲ့စာအုပ်မှာသူ့ရဲ့နံပါတ်5ကအုပ်စီလုပ်ငန်းရေးထားရှိတယ်အဲ့ဒီမှာကြည့်မယ်ဆိုရင်တော့ဒီမှာကျမနမူနာပြထားရှိတယ်ပေါ့နော် item 1 2ကိုပြထားရှိတယ်နံပါတ်1က116ကိုသုံးတယ်နံပါတ်2က13ပေါ့နော်13ဘီနဲ့မြေတရုပ်ပြေးတဲ့အုပ်စီလုပ်ငန်းနဲ့အဲ့ဒီမှာဘာပဲပါတယ်ဆိုတော့ကျမတို့ကဘလောက်ထူးနေဆိုတာမပါဘူးသူကလေဘလောက်ထူးနေဆိုတာဥပမာ၄ခွဲထူလား6လက်မထူးနေစီမာလား73ရိုးလားဆိုတာကိုကျမတို့မပါဘူးပေါ့နော်ဒီမှာအဲ့အတွက်ဘာထည့်ပေးထားလဲဆိုတော့ပထမအုပ်ဒန်ဆာအုပ်သုံးရမယ်အဲ့ဒီမှာရှိတဲ့အုပ်ရဲ့အရွယ်အစားကသူက6 4 3မူဒီနှစ်3မှတ်ပေါ့နော်ဒီ size နဲ့3တွက်ထားတယ်အကယ်လို့သူ့ထက်သေးသွားမယ်ဆိုတော့သူ့ဟိုအချိုးနဲ့ပြန်တွက်ပေးမယ်လို့တော့သူရေးထားတယ်မှတ်ချက်အနေနဲ့အုပ်ကအချက်ရည်ဘယ်လောက်ကုန်လဲဆိုတော့1350ကုန်မယ်ဘီလက်မြေကကြတော့980ကုန်မယ်သဲကကြတော့26ပယံပါတယ်လုတ်သားပါတယ်ပေါ့နော်သူ့ကိုတွက်တဲ့အခါမှာကျမတို့ရဲ့နှုံထားကသူကပေးထားတဲ့နှုံက100ကူးပါပေပေါ်မှာမူတည်ပြီးပေးထားတာဒါကဘာမပါဘူးလဲဆိုလို့ရှိရင်၄ခွဲအုပ်ရိုးလား6လက်မအုပ်ရိုးလား73ခွဲရိုးလားဆိုတာဒီမှာမပါဘူးအဲ့တော့ကျမတို့ကသူ့ရဲ့အုပ်ရိုးအနေနဲ့တွက်ချင်တယ်ဆိုရင်ဘယ်ကိုသွားကြည့်ရမလဲဆိုတော့ဒီနံပါတ်7ဖြစ်တဲ့ပေါ့နော်နေရန်လုပ်ငန်းထဲမှာရှိတယ်နေရန်လုပ်ငန်းထဲကအမှတ်စဉ်ဘယ်လောက်မှတွေးရလိမ့်မလဲဆိုတော့ကျမတို့9နဲ့10နဲ့မှာရှိလိမ့်မယ်เนาะ9ကကြတော့သူက3လက်မထုအတွက်တာ3လက်မထုကိုမှသူက13အချိုးနဲ့တွက်တယ်ပြီး3လွှာတိုင်းမှာတစ်လွှာမှာ3လွှာစီပြီးတိုင်းမှာသူကတန်စကာညှက်မယ်เนาะနဲ့ပြီးတော့စီမယ်ပေါ့နော်သူ့အတွက်တန်စကာဒီ2လက်မခွဲအနံရှိတဲ့တန်စကာရဲ့ပေရှည်လဲပါမယ်အုတ်တံမို့နော်အုတ်ရည်အတွက်ထည့်မယ်350ပါမယ်ဘီလက်မြေပါမယ်သဲပယံလုတ်သားတခြားရှည်ကုန်သားစိတ်တွေလည်းပါလိမ့်မယ်ပေါ့ဒီနော်သူ့အတွက်ပေးတဲ့နှုံးကကြတော့သူက100 area ပေါ်မူတည်ပေးတာနော်ကျမတို့3လက်မထုတော့မသုံးဘူးပေါ့လေနော်သူက၄ခွဲထုသုံးတဲ့ခါကျတော့၄ခွဲထုအတွက်လည်းပေးထားတယ်၄ခွဲထုကနံပါတ်8 item မှာကြည့်ပေးရမယ်သူကဒီမှာအထုပေးထားပြီးသားဒီမှာနည်းနည်းလေးမှိန်နေလို့เนาะဒါ၄လက်မခွဲထု13နဲ့ဆက်မယ်ဘီလက်မြေတရုပ်ကို၄လွှာတိုင်းမှာ၄လွှာစီပြီးတိုင်းမှာတန်စကာညှက်ရမယ်ပေါ့လေအပြင်မှာဟိုဆိုလို့ရှိရင်တော့ဂျာလီလို့ခေါ်မယ်ထင်တယ်เนาะဂျာလီလို့လည်းခေါ်မယ်ပြီးလို့ရှိရင် Xmas လို့လည်းခေါ်တယ်เนาะတန်စကာသုံးမဲ့တန်စကာက105အုတ်အချက်ရည်က950ဘီလက်မြေက290ခွန်သဲပါမယ်ပယံပါမယ်လုတ်သားပါမယ်ပေါ့နော်ဒီဟာလေးကိုကြည့်ပြီးတွက်ပေးရမှာဖြစ်ပါတယ်ဘယ်ဟာကိုကြည့်တွက်ရမလဲဆိုတာမသိဘူးဆိုရင်ဒါနံပါတ်17ထဲဒီနံပါတ်17ရဲ့နေရန်လုပ်ငန်းတွေမှာတွက်ရှာလိုက်မယ်ဆိုရင်တွေးပါလိမ့်မယ်ပေါ့နော်အဲ့တော့သူတို့နှစ်ခုကွာခြားချက်ကဘာလဲဆိုလို့ရှိရင်နံပါတ်5မှာရှိနေတဲ့အုပ်စီလုပ်ငန်းကသူကဒူးတဲ့ပေါ်မူတည်ပြီးတွက်ရတယ်ဒီဟာကြတော့သူက area ပေါ်မူတည်ပြီးတွက်တာအဲ့တော့ဒီ area ပေါ်မူတည်တွက်ရင်ဥပမာဒါကျမတို့စီရမယ်နေရန်ရဲ့အုပ်ကွက်ပေါ့နော်နေရန်အုပ်ကွက်မှာဒါကဥပမာနော်10ပေရှိမယ်သူ့ရဲ့မြင်က9ပေရှိမယ်ဆိုလို့ရှိရင်ဒါ area ပဲရှိမယ်6 8လီ82စတုရန်ပေအဲ့ဒါဆိုရင်ဒီမှာရှိတဲ့100စတုရန်ပေဒါပေမဲ့၄ခွဲထူတော့ဖြစ်ရမယ်နော်6လက်မထူတော့တွက်လို့မရဘူး तू ကဒီမှာ तू ကဒူးကိုသတ်မှတ်ပြီးသားမဟုတ်လို့ तू က၄ခွဲအုပ်ယူဖြစ်ရမယ်၄လက်မခွဲအုပ်ယူဖြစ်ရမယ်အချိုးက13နဲ့ချိုးရမယ်ချိုးမယ်ဆိုရင်100စတုရန်ပေမှာတန်ဆက်ကဒီ X mark က105ပေကုန်မယ်เนาะအုတ်က950ကုန်မယ်ဘီလက်မြေက290ခွန်ပါသဲက10ကူပါပေကုန်မယ်ပယံ2ရောက်လုတ်သားက3ရောက်တခြားရေးဝယ်ရမယ်တခြားပစ္စည်းတွေထည့်ရမယ်ဆိုရင်သူ့တက်မို့အလုံးရင်းနဲ့ထည့်ပေးမယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဘက်ဒီဒူးတွေနဲ့တွက်မယ်ဆိုဘာထည့်ပေးရမလဲဆိုတော့သူ့ကိုတွက်တဲ့အခါမှာသူ့ရဲ့ဒူးတွေတွက်ပေးရမယ်9ရယ်ပါရင်မြောက်မယ်10ပေရယ်မြောက်မယ်ပြီးရင်သူ့ရဲ့ဒူး4ခွဲဒူးနဲ့ထည့်မြောက်ရမယ်ပေါ့နော်ဒါပေမဲ့ကျမတို့က4ခွဲအုပ်ရိုးနဲ့ဆိုလို့ရှိရင်တော့ဒီဘက်ကဒီအုပ်စီလုပ်ငန်းရဲ့
ဒီကောင်နဲ့ဒုတယ်နဲ့တွက်လေးထွက်ထားတော့မရှိဘူးဘာနဲ့တွက်ရလဲဆိုလို့ရှိရင်နံပါတ်8 item နဲ့ပဲတွက်ရတယ် area နဲ့ပဲကဲလို့6လက်မအုပ်ရိုးတွေပါတယ်ဆိုတော့ကျမတို့ကဒီဒုတယ်နဲ့တွက်မယ်ပေါ့6လက်မအုပ်ရိုးဆိုရင်တော့သူ့ကိုဒုတယ်ကျမတို့ဒုတယ်ထည့်တွက်ရမယ်6လက်မဆိုတော့12နဲ့စားပြီးမယ်နော်8 3 3လီ9 3လီ12 4 2လီ8ဆိုတော့9 3 2လီ6 9 6လီ54ဒါကုဘပေဖြစ်သွားမှာပေါ့အဲ့ကြရင်100ကုဘပေမှာဆိုရင်ပထမဆန်စာအုပ်က1350ဘီလက်မြေက980ကုန်မယ်เนาะ54ကုဘမှာဆိုဘယ်လောက်လဲဆိုပြီးတော့တွက်ပေးမယ်ဆိုရင်ကျမတို့အဖြေထွက်မှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာဆိုရင်ကျမဒီလွတ်တွေ့တွက်တာကိုသေချာလေးတွက်ပြပါမယ်เนาะဒါလေးကမေးထားတာလေးရှိလို့ပါမေးထားတာပြန်ဖြေလိုက်ပေးလိုက်ပါတယ်เนาะအဆင်ပြေတာရှိတယ်ဆိုလို့ရှိရင်ကျမကိုထပ်မေးလို့ရပါတယ်နောက်ထပ်ထပ်သိချင်တာရှိလို့လည်း comment တွေမှာမေးပေးပါအဆင်ပြေတယ်ဆိုရင်လည်းအဆင်ပြေတဲ့အကြောင်းလေးပြောပေးပါเนาะအဲ့တော့ကျမရဲ့ channel လေးမှာထပ်ပြီးတော့နောက်ထပ်အသစ်တွေကိုသိရဖို့အတွက်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ထားပါเนาะ